ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှနားဆင်ရမယ့်ဇာတ်လမ်းကတော့သူဝရာဇာတာစိန်နဲ့ဇင်းမဲ့မင်းသားယုံလောင်းဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ကဲဒီတော့အားလုံးပဲအစင်းသင်းဖြစ်ပြီဆိုရင်ဇာတ်လမ်းကောင်းလေးကိုစတင်ပြီးတော့နားဆင်ပေးကြပါဦးခင်ဗျာတကြီးကျုပ်တို့ကောင်းကောင်းမေးနေတာစောခွန်လားစောခွန်မြညီကိုဒီရွာကိုရောက်ခဲ့ကြတာကျုပ်တို့သိတယ်သူတို့နဲ့အတူပါလာတဲ့ရင်းတိုက်သားခေါင်တလားဘယ်နေရာမှာမြုပ်ခဲ့တယ်လဲတကြီးမှာထိတ်ထိတ်ပြပြဖြစ်လို့နေပါတယ်မြင်းမော်ကလူက6လုံးပြူပြောင်းရှည်တဲ့နဲ့ချိန်ကမြင်းမော်ကနေမေးမြန်းနေခြင်းဖြစ်ပါတယ်ကျုပ်သူတို့မသိပါဘူးကွယ်ဒီရွာကိုလဲစောခွန်လားညီကိုရောက်မလာကြပါဘူးတကြီးကျုပ်စိတ်မတိုးခြင်းဘူးနော်သူတို့ခမည်းတော်ရွာနဲ့မလက်မကန်ရှိုကြီးထဲမှာစခန်းချသွားတယ်သူတို့ပင်လောင်းဘက်တက်သွားတာမှာရင်းတိုက်သားခေါင်းတလောင်းမပါလာဘူးခမည်းတော်ရွာမှာမြုပ်ရင်မြုပ်ဒါမှမဟုတ်ဘဲမှာမြုပ်ထားခဲ့တယ်လေပြောပြမြဲမြဲတကြီးမှာခတ်တွေ့လို့နေပါလေစောခွန်လားစောခွန်များဆိုတာကြားဘူးယုံကြားဘူးတာပါရွာနာမှာစခန်းချသွားတယ်ဆိုတာကိုလည်းလုံးဝမသိပါဘူးမြင်းမော်တက်နေတဲ့လူကမြင်းမော်ကနေလွှားကနေခုန်ချလိုက်ပါတယ်အားလုံးပေါင်းမြင်းစီလာသူ9ယောက်အခုတက်တဲ့တကားကားနဲ့လူကခေါင်းဆောင်ဖြစ်တူပါတယ်သူကရွာသားတွေကိုဝေ့ကြည့်လိုက်ပြီးပြောဘသူသိလဲစောခွန်လာတို့ခေါင်းတလာမြုပ်တဲ့နေရာကိုပြောနိုင်သူကိုကျုပ်ကရွှေရင်းကအပြ90ပြီးမယ်ပြောကြလေရွာသားများကတုတ်တုံမှမလုပ်ကြပါဘူးဒီချိန်မှာရွာသားတယောက်သူကတစ်စိတ်မြန်ရွာသားညိုကြီးပါဟိုတင်းချိုင်းကုန်းမှာများမြုပ်ထားသလားလို့ပါညိုကြီးကိုလူစိုးကောင်းဆောင်ကစစ်စစ်ကြည့်ပြီးခမရမြင်လားမြင်တော့မမြင်ပါဘူးဆရာကြီးခေါင်းတလားဆိုတော့တင်းချိုင်းကုန်းမှာများမြုပ်သလားလို့ပါလူစိုးကောင်းဆောင်ကခေါင်းဆက်ဆက်ညှိကစဉ်းစားစရာပဲဖြစ်လဲဖြစ်နိုင်ပါတယ်ဒီခါမှာမြင်းမော်ကတယောက်ကဆရာကြီးဒီလိုတဲ့တမင်လိမ့်နေတာတင်းချိုင်းမှာမဖြစ်နိုင်ဘူးလိုဘန်နေရာတစ်ခုခုမှလို့ထင်တယ်တင်းချိုင်းကလူသိမ်မြုပ်တဲ့နေရာမလုံခြုံဘူးခေါင်းဆောင်ဖြစ်သူကခေါင်းကိုခိုင်းရလိုက်ပြီးအေးအခုငါတို့တရွာလုံးကိုပိုက်စိတ်တက်ရှာပြီးပြီသူပြောသလိုတင်းချိုင်းကုန်းကိုမရှာသေးဘူးဒီလိုပြောပြီးတော့တကြီးဘက်ကိုလှည့်ကားပြောလိုက်ပါတော့တယ်ခမရပါလိုက်ခဲ့တင်းချိုင်းကုန်းမှာကျုပ်တို့ရှာလို့တွေ့လို့ကတော့ခမရမလွယ်ဘူးအဲ့ဒီခါမှာရွာသားတယောက်ကမတ်တက်ထားရလိုက်ပါတယ်သူကတော့ဗညာပါကျွန်တော်တခုပြောပြစီဒီခါမှာလူစိုးတွေကဗညာစီကိုအကြည့်ရောက်သွားကြပါတယ်မင်းကဘာပြောချင်တာလဲဗညာကခါထောက်ကရဲရဲတင်းတင်းနဲ့ပါကျွန်တော်တို့သစ်စိတ်မြိုင်းဆိုတာရိုးမတောကြီးတဲ့ရွာပါရွာကထွက်တာနဲ့ပက်ပက်လေးတောတောင်မှတောနဲ့ခေါင်ခေါင်ပါတကြီးကရွာထဲမှာနေတာပါအကယ်၍တင်းချိုင်းမှာဖြစ်ဖြစ်ရွာနီးနားမှာဖြစ်ဖြစ်ဒုစရိုက်သမားတွေကမကောင်းမှုကိုခိုးချောင်ခိုးပတ်လုပ်တာကိုတကြီးကဘယ်လိုလုပ်သိနိုင်မှာလဲဗျလူစိုးကောင်းဆောင်ကဗညာနာကိုရှောက်လာပြီးဗညာရဲ့မျက်နှာကိုလက်သီးနဲ့ဖြတ်ခနဲထိုးလိုက်ပါတယ်မင်းဘာပြောတာလဲဒုစရိုက်သမားဆိုတာဘသူ့ကိုပြောတာလဲဒီခါမှာဗညာကသူ့နှကန်းတောင်းကစီးကြလာတဲ့သွေးစာများကိုလက်ခုံနဲ့တော့ကလူစိုးကောင်းဆောင်ကိုဆူဆူရဲရဲကြည့်လိုက်ပြီးမကောင်းမှုလုပ်တဲ့သူတိုင်းဟာဒုစရိုက်သမားပဲအခုခမရတို့လာရှာတဲ့ခေါင်တလားဆိုတာဒုစရိုက်လုံးနဲ့ပတ်သက်နေတာပဲဒီအချိန်မှာရွာဦးကျောင်းဆရာတော်ကြီးကတောင်ဝေးတတောက်ထောက်ကသူတို့ခြံဝိုင်းနဲ့ဝင်လာပြီးဟေးဗညာမပြောရဘူးဟိုတကားတွေလည်းကြောက်ကြကတောက်မှန်ပါလေခလေးတွေမသိလို့ပြောမှကြတာပါဖုန်းကြီးကဝင်ဟန်တားလိုက်တာကြောင့်လူစိုးများမှအရှိန်တက်လိုက်ကြပေမယ့်ဗညာကိုမကြည်မချမ်းကြည်သွားကြပါလေလူစိုးများနဲ့တကြီးပါဝင်ကရွာချုတင်းချိုင်းကုန်းဘက်ထွက်ခဲ့ကြရာဗညာနဲ့ဒုက္ခတို့လည်းနောက်ကလိုက်လာကြပါတယ်တနကြီးနေမို့လို့ပေါ့ကွာဒုက္ခငါတို့ကလိုက်သွားကြမယ်အဖစိန်တို့ပြဿနာရှာကြမှာသိကြတယ်ဒုဝရစာကြီးဦးတာစင်ကသူ့တဲလေးရှိကကနစိုးပင်အောက်ကကုတ်ပြက်လေးမှာဗရိစိတ်လို့နေပါတယ်ဝတန်ကဗညာတို့လှုပ်ပေးတယ်ရှုံစင်းနွားယူလေးများနဲ့စောလို့နေတာပါရွာတွေကမြင်းကိုစီနဲ့လူကြီးတင်းချိုင်းကုန်းနဲ့ဝင်လာတော့ဝတန်ကစောတာကိုရက်လိုက်ပြီးသူ့ဘဗရိစိတ်နေတဲ့ရှေ့ကရက်ကမြင်းစီလာသူများကိုဆူဆူရဲရဲကြည့်နေပါတယ်တကြီးသူတို့ကဘသူတွေလဲလူစိုးကောင်းဆောင်ကမေးလိုက်ရာတကြီးကမဖြေခင်မှာဝတန်လေးက
ကျုပ်တို့ကသူ့ဘာရာစာတွေကျုပ်ဘာကဦးသားစိန်ကျုပ်နာမည်ဝတ်တမ်းမဦးလေးတို့လာတာမတာလာမြုပ်ကြတာလားဒီခါမှာလူစိုးကောင်းဆောင်မှာဒေါသထွက်သွားပြီးဖွာဟဲ့ပေါက်ကရတွေခွေးမာသားလေးလူစိုးကောင်းဆောင်ကဆဲဆိုလိုက်တာမှာဝတ်တမ်းကမြင်းပေါ်ကလူကုန်မော့ကြီးကဦးလေးကျုပ်ကိုခွေးမာသားလို့မပြောနဲ့ကျုပ်ကလူပြလူကိုလူအမေကမွေးတာဦးလေးကလူကနေခွေးကလေးမွေးတာတွေ့ဘူးလို့လားတဲစွာပါလားသူ့ဘာရာစာတားရမစားလောက်မတောက်လောက်လောက်လိုက်ရင်တေတော့မှာပဲဒီခါမှာသူ့ဘာရာစာကြီးကပတိစိတ်တန်ရက်လိုက်ပြီးကဲတော်တော့တားဝတ်တန်အဘပြောပါမယ်ဒီခါမှာလူစိုးကောင်းဆောင်ကမြင်းမော်ကခုံဆင်းလိုက်ပါတယ်သူနောက်လိုက်များကလည်းအသေးသေးမြင်းမော်ကဆင်းလိုက်ကြတယ်လူစိုးကောင်းဆောင်ကသူ့နှခမ်းကကြိုက်ထားတဲ့ဈေးပြင်းလိုက်ကိုမိညိဖွာရှိုင်းလိုက်ပြီးအဖိုးကြီးခမရကသူ့ဘာရာစာလားကျုပ်ပြောပြီးပြီလေဗျာဝတန်လေးကဝင်ပြောလိုက်တာပါဒီခါမှာဒုက္ခကနားကိုလာပြီးဝတန်လက်ကိုဆွဲထားလိုက်ပါတယ်ညီလေးမပြောနဲ့သူတို့လူကြီးတွေပြောလိုက်မယ်ဒီချိန်မှာလူစိုးကောင်းဆောင်ကသူ့ဘာရာစာကြီးအနာတလန်းချင်းရှောက်လာပြီးအဖိုးကြီးခမရတင်တိုင်းထဲမှာခေါင်းတလားတလုံးဘသူတွေလာမြုပ်သွားတယ်လေသူ့ဘာရာစာကြီးကသူ့စေးတံကိုဖွာရှိုင်းရင်ငါဒီကိုရောက်တာ6လရှိပြီသစ်စိတ်မြိုင်ကလူတယောက်မှမသေးတယ်လို့တလောင်းမှလည်းလာမမြတ်ဘူးဒုဘရာစာကြီးစကားကြောင့်လူစိုးကောင်းဆောင်မှာစိတ်တိုးလာပါတယ်ဟဲလူကြီးကြုံမဲနေတာခမားတင်ချိုင်ကိုခေါင်းတလားလာမြုပ်သူတွေဘယ်မှာမြုပ်ထားတယ်လဲလို့မဲနေတာအဲ့ဒီချိန်မှာသူ့ရဲ့ရာစာကြီးကကိုပြမထိုင်နေရကထားလိုက်ပြီးတော့မင်းဗမာစကားတက်ပါတယ်နော်ငါပြောတာဗမာလူပြောနေတာဟာတေတော့မှာပဲလူစိုးကောင်းဆောင်ကသူ့ဘာရာဇာကြီးရဲ့ရင်ဘက်ကိုစောင့်တွန်းလိုက်ပါတယ်သူ့ဘာရာဇာကြီးကပြုံးကဟာမင်းကတော်တော်ဒေါသကြီးတာပဲငါအတင်းကြိုက်မှာဘာခေါင်းတလားမှလာမမြုပ်ဘူးလူစိုးကောင်းဆောင်ကမဲပြုံးတစ်ချက်ပြုံးကသူ့ဘာရာဇာကြီးရဲ့အင်ဂျီကော်လာစကိုစူးဆွဲလိုက်ပြီးတော့ခမည်းကြီးမှန်မှန်ဖြေစမ်းကျုပ်ဘသူလဲသိလားသူ့ဘာရာဇာကြီးကခေါင်းကိုရမ်းလိုက်ပါတယ်ငါဘသူမှမသိဘူးဟောဒီတင်ချိုင်ကြီးကလွဲရင်ဘယ်အရာကိုမှငါမသိဘူးသိဖို့လည်းမလိုအပ်ဘူးငါကသူ့ဘာရာစာလေးလူစိုးကောင်းဆောင်ကသူ့ဘာရာစာကြီးရဲ့ကော်လာစာကိုလွတ်လိုက်ပြီးတော့ကျုံမျက်နှာကိုတိတိချာချာကြည့်မိုးမဓမြဖို့မိုးမဇင်းမဲရေးဘိတ်တထုံပကိုကျုပ်ကိုမသိသူမရှိဘူးခမည်းကြီးကိုမေးနေတာကျုံမိုးပါမေးအဲ့ဒီချိန်မှာသူ့ဘာရာစာကြီးကသူ့စေးတံကိုမင်းကြီးကပြန်ပြောလိုက်ပါတယ်ကြားဘူးတယ်လို့တော့ရှိတာပင်လေဓမြမိုးမောင်မရခိုးမဒိန်ကောင်မိုးမောင်ဆိုပြီးအင်္ဂလိပ်တွေအပူတပြင်းရှာနေတဲ့ကောင်ဆိုတာထင်ပါရဲ့ဘာပြောတယ်မိုးမောင်အတော်ကိုစိတ်ဆိုးသွားပါတယ်သူ့ဘာရာဇာကြီးရဲ့မျက်နှာကိုသူ့ရဲ့လက်ဝါးဆောင်ရိုက်ချက်ကခပ်ပြင်းပြင်းဝင်လာပါတယ်တကြီးနဲ့ရွာသားများကမျက်နှာလွှဲလိုက်ကြပါတယ်ဒါပေမဲ့မိုးမောင်ရဲ့လက်ဝါးချက်ကသူ့ဘာရာဇာကြီးမျက်နှာပေါ်ရောက်မလာပါဘူးမိုးမောင်ရဲ့လက်ဝါးဆောင်ကိုသူ့ဘာရာဇာကြီးကသူ့ရဲ့ဘယ်လက်နဲ့အသာဖေးလိုက်ပြီးငါကမင်းအဖေလောက်ရှိတယ်မင်းငရဲကြီးမှမကြောက်ဘူးလားမိုးမောင်ဒေါသအလွန်ထွက်သွားပါတယ်ဘယ်တော့မှမိုးမောင်ရဲ့ရိုက်ချက်ကိုအန်တုကာကွယ်ဘူးသူမရှိအခုသူ့ဘာရာဇာနဲ့ကြာမှာသူ့ရိုက်ချက်ကိုအသာဖေးရှောင်လိုက်တဲ့သူ့ဘာရာဇာကြီးကိုအံ့ဩတယ်လို့ရှက်လဲရှက်သွားပါတယ်မိုးမောင်ကမကျေနပ်သူ့ဘာရာဇာကြီးရဲ့ကော်လာစာကိုဆွဲဖို့ကြိုးစားပါတယ်သူ့ဘာရာဇာကြီးကဖက်ခနဲ့မိုးမောင်ရဲ့လက်ကိုပုတ်ချပြီးဇေဒန်အိုကိုကန်ကမိကိုထောင်ဖွာရှိုက်နေပါတယ်အလေတဲလာတဲ့ဖိုးကြီးပါလားခမည်းရှောင်းနိုင်ရင်ရှောင်းတော့အဲဒီလိုပြောပြီးတော့မိုးမောင်ကသူ့ရဲ့ပြောင်းရှည်6လုံးပြူတနက်နဲ့ထိုးချိန်လိုက်ပါတယ်ဒိုင်းဆိုတဲ့အတန်နဲ့အတူဘေးကကနဆိုးပင်ရဲ့ပင်စီအခေါင်များဖွာလန်သွားပါတယ်အားလုံးထိတ်လန့်မင်းတက်သွားကြပါတယ်သူ့ဘာရာဇာကြီးကမိုးမောင်ထိုးချိန်လာတဲ့တနက်ကန်လက်ကိုဆွဲလိုက်ပြီးဘဲချင်းနဲ့မိုးမောင်ရဲ့ရှင်ဝါကိုဖြတ်ကန်လိုက်တာမှာမိုးမောင်ရဲ့တနက်ကလွတ်ကြပြီးကြီးကကနဆိုးပင်ကိုတွားမှန်ပါတယ်မိုးမောင်ကလက်တစ်ဖက်နဲ့ဘိုက်ကိုဖိပြီးသူ့ဘာရာဇာကြီးကိုမယုံနိုင်စွာကြည့်နေပါတယ်အဲပြီးမှမြေပေါ်ကျသွားတဲ့တနက်ကိုလန်ကောက်ဖို့ကြိုးစားနေတဲ့မိုးမောင်ရဲ့လက်ကိုသူ့ဘာရာဇာကြီးကဖြတ်ကန်လိုက်ပြီးမိုးမောင်ရဲ့ကုတ်ကိုဆွဲလိုက်ပါတော့တယ်
ဒီချိန်မှာငကြီးတောင်သားနဲ့ပြေးဝင်လာတဲ့မိုးမောင်ရဲ့လူကိုဆွေကနေမိုးမောင်ကိုကောက်ပြီးထမ်းပြီးပြစ်ပေါက်လိုက်တာမှာမိုးမောင်ရောသူ့တပည့်ပါထွေကနေလဲကျသွားပါတယ်တဆက်ထဲမှာပဲကြံတမြလေးယောက်ကသူ့ရဲ့ရာဇာကြီးစီဒါကိုစီနဲ့ပြေးဝင်ကဒရချန်တိုက်ခိုက်ကြပါတယ်သူ့ရဲ့ရာဇာကြီးကတယောက်ထဲပါဝင်လာသမျှကိုဈေးရန်တောက်မပြဲပဲခုခံရင်မြမတိုင်းပညာစွမ်းနဲ့သူ့ရဲ့ရာဇာကြီးကလူငယ်လေးတယောက်လိုပညာပြလေရာဓမြများအထိနာလာကြပါတယ်ရွာတွေကတစစရောက်လာတဲ့ရွာသားများကဝိုင်းပြီးစွန့်ကြည့်လောင်းချတာမှာမုံမောင်တို့လူစုမှခဏတာလောကကြီးနဲ့ဆက်ပြက်ကအိပ်ပျော်သွားကြပြီဖြစ်ပါတယ်သူ့ရာဇာကြီးကဒုက္ခနဲ့ပညာကိုကြည်ပြီးခွေးကောင်တွေကိုသူတို့မြင်းတွေပေါ်တင်ပြီးမကြောက်ကျိုးနဲ့ထုတ်ပြီးလှုပ်ပေးလိုက်ပညာနဲ့ဒုက္ခပေါင်းဝင်ရွာသားများအနည်းကနွယ်ကျိုးများဖြက်ကမုံမောင်တို့လူစုကိုမြင်းမော်တွေတင်ပြီးသူတို့လက်နက်တွေပါပိုးကတုံအောင်ပြီးတော့မြင်းများကိုလာလန်းအတိုင်းမောင်းထုတ်လိုက်ကြပါတယ်သူ့ရာဇာကြီးခမည်းစွမ်းအမခမ်းပါပဲဗျာလူမိုက်လူချမ်းကြီး9ယောက်ကိုစေးတံဖောက်မပြတ်ဘူးသူ့ရာဇာကြီးကပြောငါတကြီးကိုကြည့်ပြီးကျုပ်လည်းမလုပ်ချင်ပါဘူးဗျာဒီကောင်တွေတတ်တတ်ပြဿနာဝင်ရှာတာတကြီးကမြင်းများထွက်သွားရကိုကဲကြည့်လိုက်ပြီးတော့ဒီကောင်တွေတကြီးရဲ့စကားမဆုံးခင်သူ့ရာဇာကြီးကပူမနေပါနဲ့တကြီးရအခုလဲမလာဝင့်တော့သလိုနောင်လဲအတော်နဲ့လာဝင့်မှာမဟုတ်ဘူးစိတ်ချနေပါရွာသားများကလည်းသူ့ရာဇာကြီးကိုခုမှလေးစားကတယောက်တစ်ပေါက်ချီကျူးစကားဆိုကြရမှာတကြီးကပြောလာပါတယ်ကဲကျုပ်ပြောမယ်သူ့ရာဇာကြီးဟာကျုပ်ပေါ်ကျေးဇူးများသလိုသစ္စိမ်မြန်ရွာအပေါ်လေးကျေးဇူးများသူဖြစ်သွားပြီအခုကစားပြီးသူ့ရာဇာကြီးဦးသားစိန်ကိုအရင်လိုခွဲခြားဆက်ဆံတာမျိုးမလုပ်ကြပဲသစ္စိမ်မြန်ရွာသားဖြစ်လေးလေးစားစားဆက်ဆံကြပါတကြီးရဲ့စကားဆုံးမှရွာသားများကဟုတ်ပါတယ်ဦးသားစိန်ကိုသစ္စိမ်မြန်ရွာသားဖြစ်ကြိုးဆိုပါတယ်ဘာဟိသားစိန်ကိုလေးစားပါတယ်ဒီနေ့ကစပြီးဦးလေးသားစိန်ကကျွန်တော်တို့ရွာသားဖြစ်ပြီကျွန်တော်တို့ဦးလေးသားစိန်စီကတိုင်းပညာသင်ကြပါတယ်ရွာသားများကတယောက်တစ်ပေါက်အော်ဟစ်ကြလျာတကြီးကလက်မြောက်ကငိန်ခိုင်းလိုက်ပါတယ်ကျုပ်ပြောမယ်ဦးသားစိန်ကကျုပ်တို့ရွာမှာနေလို့ကနေပါအကယ်၍တုတ်တံမှာပဲနေခြင်းလဲနေပါကျုပ်တို့ရွာတွေကိုအချိန်မရွေးမိသားစုလိုတကားမရှိဓာမရှိဝင်ထွက်နိုင်ပါတယ်နောက်တစ်ခုတောင်းဆိုလိုတာကကိုရွာကိုလူဆိုးသည်မြဝင်လာရင်ခုခံနိုင်အောင်တိုင်းပညာကိုရွာကာလာသားတွေကိုဦးသားစိန်ကတင်ပေးစီခြင်းပါတယ်ဒီခါမှာရွာကာလာသားများကဟေကနေအော်ဘာပေးကြပါတယ်သူ့ရာဇာကြီးကပြောငါအခုလိုကျုပ်ကိုဒန်းတူဆက်ဆံကြတာကိုဝမ်းသာပါတယ်နေတာကတော့ကျုပ်တို့ဒီတင်းချိုင်းမှာပဲနေပြရစီကာလာသားတွေကိုတိုင်းပညာသင်ပေးဖို့ကိုလည်းကျုပ်လက်ခံပါတယ်ရွာသားများကလက်ခုံများတီးကပျော်ရွှင်နေကြသလိုတကြီးကလည်းတပြုံပြုံမှာသူ့ရာဇာကြီးကဒုက္ခနဲ့ပညာကိုကြည်ပြီးတော့ပြောလာပါတယ်မောင်ဒုက္ခနဲ့မောင်ပညာကတိုင်းသင်ကျင်ကြတဲ့ရွာကာလာသားတွေစင်ကောက်ထားတပတ်ခါတကူလာပြည့်နေ့မှာတိုင်းပညာစတင်ပေးမယ်နေရာကရွာနဲ့တင်းချိုင်းကြကညောင်မုတ်စိတ်ပင်အောက်ပဲဟုတ်ကဲ့ပါစေကျွန်တော်တို့ဒီနေ့ပဲစင်ကောက်လိုက်ပါမယ်တရားလုံးကတက်ကြွနေတယ်လို့သစ္စိမ်မြန်ရွာသားများနဲ့သူ့ရာဇာတာစိန်တို့တာဖာကတသားတွေဖြစ်ခဲ့ပြီရွာသားများပြန်သွားမှဝတန်ကသူ့ဘာကိုအကျန်းကြီးဖြေပေးကပြောလိုက်ပါတော့တယ်အဖဒါဆိုကိုကြီးပညာတို့တိုင်းပညာသင်ပြီးတော့မှာပေါ့သူ့ရာဇာကြီးကဈေးတန်တဲကစေအောင်များကိုခောက်ထုတ်ရင်းဒါပေါ့လူလေးရာသူတို့ဟာအဖားတို့နဲ့ပတ်သက်ပြီးမိုးမောင်တို့ရန်ကအချိန်မရွေးကြောက်ရောက်လာနိုင်တယ်မြမတိုင်းပညာကိုရွာကာလာသားတွေတတ်ထားမှဖြစ်ကြမယ်အဖားတို့ရဲ့ကျေးဇူးရှင်တွေပဲလူလေးဟုတ်ကဲ့ပါဒါနဲ့ပါကျွန်တော်သိချင်တာကဟိုရှမ်းကြီးတွေလာမျိုးသွားတဲ့ခေါင်းတလားကဘာလို့ဓမြတွေကလိုချင်နေကြတာလဲသူ့ရာဇာကြီးဈေးတန်အိုးတဲ့ကိုဈေးတစ်တိတ်ပြီးမင်းကြီးကတုံးလေးရှောက်ဖွာလိုက်ပါတယ်ပြီးတော့မှလူလေးကိုအချိန်မတန်သေးလို့အဘကမပြောသေးတာလောလောဆယ်တီထားတင်တာကဒီခေါင်းတလားဟာဈေးမဲဘရင်နဲ့တောက်ကလေးမိဖုရားကဖွာမြင်တဲ့မင်းသားလေးဘောလောယာမရဲ့စေးရည်စင်ရုပ်လောင်းပဲအလောင်းနဲ့အတူအလွန်တန်မိုးကြည့်တဲ့ယတနာတွေပါတယ်ဒီထက်တန်မိုးကြည့်တာကဘောလောယာမမင်းသားလေးဟာဘရင်တော်မင်းတရားကြီးရဲ့သားတော်နန္ဒဘရင်လက်ထက်မှာပဲခူးဟန်တာဝတီမှာနေခဲ့ဘူးတယ်ဘောလောယာမဟာအယုဒ္ဓယနဲ့ဟန်တာဝတီတိုက်ပွဲမှာနန္ဒဘရင်ဘက်ကတိုက်ခိုက်ပေးရင်းကြာဆုံးခဲ့တာ
သူရဲ့ယုံလောင်းကိုမပုံမတိုးအောင်ဗမာနဲ့မွန်တို့ကမမ်မီစေးအတက်နေစီရင်ခဲ့တာလူလေးကိုအဖပြောပြဘူးတယ်လေယောမာကမာမီတွေကိုစေးရည်စီရင်တာနှစ်ကာလကြာတဲ့အခါအလောင်းကောင်ကခြောက်ပြီးထုံးကြောက်လူဖြစ်သွားတာကွဟုတ်ကဲ့ပါကျွန်တော်မှတ်မိပါတယ်သူမရစားကြီးကစေးတံကိုပါဇက်ကချုပ်ကအကျန်းပူပူတစ်ခွက်ကိုတောက်လိုက်ပြီးအဘတို့မြန်မာတွေကလည်းဒီမမ်မီစေးစိန်တဲ့အတတ်ပညာကိုပကံခေတ်ဦးဇနာပြင်းလက်ထံမှာကလေးကရှိနေပြီမြန်မာနေပညာရဲ့ထူးခြားချက်ကမမ်မီရုံလောင်းဟာနှစ်ပေါင်းထောင်စုတွေကြာပေမဲ့ပကတိလူတယောက်အိမ်နေတယ်လို့မျိုးမပြတ်မစီရှိနေတာပဲဒီလိုထူးခြားတဲ့မမ်မီစေးရည်စိန်ပညာနဲ့တမိုင်းမှာတန်မိုးဖြစ်မရတဲ့ဘောလောရာမရုပ်ကလပ်နဲ့အတူယေဒနာတွေကိုအင်္ဂလိပ်တွေကအသေးအံလိုချင်နေတာဒီလိုပဲအခြားတိုင်းပြည်ကလူတွေကလည်းလိုချင်လို့ဒီခေါင်းတလားကိုနောက်ရောင်ခံလိုက်နေတာကွသူမရစားကြီးကစကားစားကိုဖြတ်ကအကျန်းပူကိုတောက်နေရဝတန်ကလက်သီးကိုစုပ်ကတံမိုးကြီးတဲ့တမိုင်းမွေနဲ့ကိုကျွန်တော်လည်းကာကွယ်ပါမယ်ဗျသူမရစားကြီးကဝတန်ကိုပြုံးကကြည့်လို့နေပါတယ်တစိမ့်တိုင်းတင်းချမ်းကတောင်လီဝင့်မှာရှေကရင်တင်ကိုင်းတွေ့ရများလေတိုးတမ်းမပတိတ်ဆိတ်လျက်ရှိလို့နေပါတော့တယ်တကူလာပြည့်နေမနက်ပိုင်းကလေးကတကြီးဦးဆောင်ပြီးရွာသားများမှာတင်းချမ်းကုန်းနဲ့ရွာကြားကညောင်မုတ်စိတ်ပင်ကြီးအောင်မှာအလုံများလို့နေကြပါတယ်ညောင်မုတ်စိတ်ပင်ကြီးရဲ့အရေးအောင်မှာဝါကုတ်ပြစ်ကြီးတစ်ခုကိုဆောက်လုပ်ထားပြီးကုတ်ပြစ်ပေါ်မှာတင်မျိုးပြာကြီး၃ချက်ကိုဆက်ခင်းထားပါတယ်ညောင်မုတ်စိတ်ပင်ကြီးအောက်ကမြေပြင်ကိုညှိပြီးတန်ရှင်းအောင်ညှိကတပြက်စီးလဲပြီးရေလောင်းထားကြပါတယ်ညနေပိုင်းမှာတော့ရွာကာလာသားများကအုံသီးနဲ့ငပြောခိုင်းများအောင်တပြေပန်းလက်ဖက်ကွန်းစားတာတွေကိုယူလာပြီးကုတ်ပြစ်ကြီးပေါ်မှာအုံငပြောပဲ၃ဘွဲကိုပြင်လိုက်ကြပြီးကုတ်ပြစ်ပေါ်မှာအကျန်းဝိုင်းလက်ဖက်စစ်ဆေးလိုက်ခွန်းကုန်းရင်များပြင်ဆင်ထားကြပါတယ်ဒါကတစ်စိမ့်မြန်ရွာသားများကိုသူ့ဘရစာကြီးဦးတာစင်ကမြမတိုင်းပညာကိုတင်ကြားပေးမဲ့စီရင်ပါကောင်းကင်မှာတကူလာပညာရဲ့လာမင်းကြီးကထိန်ထိန်တာလို့နေပါတယ်ညောင်မိုးစေပင်ကြီးအောက်ကမြေပြောင်ပြောင်မှာရွာကာလာသားလူငယ်အယောက်90ကဒူးထောက်ထိုင်နေကြပါတယ်ကိုပြစ်ပေါ်မှာတော့သူ့ဘရစာတာစင်နဲ့တကြီးပါဝင်ရွာတွေကအဖိုးကြီး3ယောက်တို့ထိုင်နေကြပါတယ်ဒီချိန်မှာပညာနဲ့သူခါကခွဲဝင်ကန်တောင်းပေါ်မှာကသူ့ဘရစာတာစင်ရှိမှချလိုက်ပြီးတော့ကျွန်တော်တို့တစ်စိမ့်မြန်ရွာကာလာသားများကအဘစိန်ကိုကြော့ပါတယ်ဗျာကျွန်တော်တို့အဘစိန်ကမြမတိုင်းပညာကိုတင် ကြားပေးဖို့တောင်းပန်ပါတယ်ခင်ဗျဒီခါမှာသူ့ဘရစာကြီးကချောင်းတစ်ချက်ဟန့်လိုက်ပြီးတကြီးပါဝင်တစ်စိမ့်ရွာသားတွေကိုကျုပ်သူ့ဘရစာတာစင်မြစ်တာရက်ခံပါတယ်ဒါကအချောင်းမဟုတ်ပါဘူးကျုံနေနဲ့မြမနန်းတွင်အဆင့်မြင့်တိုင်းပညာကိုဆရာစားမချန်အိတ်တုံဖာမောက်တင်ပေးဖို့ဆန္ဒရှိပါတယ်ကာလာသားများကလည်းလူလူချင်းချင်းရှိကြပါတယ်ဒီနေရာမှာအရေးကြီးတာကတိုင်းပညာကိုသင်ကြားပေးမယ်သူကိုကာလာသားများကဆရာအဖြစ်အတိမတ်ပြုကြဖို့ပါကျုပ်ကသူ့ဘရစာဖြစ်လို့သူ့ဘရစာစီကတင်ယူကြရတယ်လို့ခံယူထားရင်သူ့ဘရစာတင်တဲ့တိုင်းသာဖြစ်ပါလိမ့်မယ်မြမနန်းတွင်တိုင်းပညာကိုတိုင်းဆရာကြီးစီကတင်ယူကြရတယ်လို့ခံယူရင်မြမနန်းတွင်တိုင်းပညာကိုမောင်တို့ရရှိကြမှာပါကျုပ်ကတော့ဈေးရီကိုလောင်းထက်ပေးလိုက်တာပဲခံယူသူကရွှေခွက်နဲ့ခံယူရင်ရွှေဈေးအုံမုတ်ခွက်နဲ့ခံယူရင်အုံမုတ်ခွက်ဈေးပါပဲခံယူသူရဲ့ခံယူမှုအပေါ်မှာတန်ဖိုးကလိုက်သွားမှာပါဒီကမှတကြီးကနေရာကထားကိုပြောက်ကိုဆင်းလိုက်ပြီးသစိမ့်မြိုင်ကာလာသားလူငယ်များကိုကြည့်တာအားလုံးနားထောင်ကြဆရာကြီးကမောင်တို့ကိုအစ်မြင့်နန်းတွင်မြမတိုင်းပညာကိုသင်ပေးလိုက်မယ်မောင်တို့စိတ်မှာဆရာကြီးကိုသူ့ဘရစာလို့သဘောမထားပဲအနန္တခိုင်းဝင်ဆရာသမားလို့ခံယူကြပါသဘောပေါက်ကြလားပေါက်ပါတယ်တကြီးကကောင်းကြီးကသူ့ဘရစာကြီးကိုကြည့်လိုက်ပါတော့တယ်ကဲဆရာကြီးကျုပ်ပါဝင်သစ်စိန်ရွာကခမ ्या ကိုမြမနန်းတွင်တိုင်းဆရာကြီးဖြစ်တိမဲ့ပြုတ်ပါတယ်ရွာကာလာသားများကိုသူတို့ရဲ့မိဘများကိုစားအပ်ပါတယ်အားလုံးကိုတပည့်ဖြစ်လက်ခံပါဒီခါမှာသူ့ဘရစာကြီးကဗညာတို့ရွာကာလာသားများကြော့ထားတဲ့ခန်းအောင်ကိုဘေးမှာရက်နေတဲ့ဝတန်ကိုယူစေပြီးတော့လူလေးလွတ်ရမှာခြာထားလိုက်ဟုတ်ကဲ့ပါဝတန်ကခန်းအောင်ကြီးကိုမှတနေရာမှာခြာထားလိုက်ပါတယ်ခန်းအောင်ကြီးထဲမှာကပိစာပြူတုံးနဲ့စီစသားကြောင့်စတဲ့ပစ္စည်းများဖြစ်ပါတယ်သူ့ဘရစာကြီးကအုံငပြောပွဲများမှာဖျောင်းတိုင်းအမွေးတိုင်းများထွန်းညိကဇိုင်ရပိုင်ရများကိုအကဂါရမန်နဲ့များယူပြီးလက်ဖက်အစ်ကိုမယူကကဲငါတပည့်တို့တယောက်စီအဘစီလာကြအဲဒီလိုပြောလိုက်ရပညာနဲ့ဒုက္ခကကာလာသားများကိုမတ်တက်ရကတန်းစီစေပြီး
သူ့ဘာရာဇာကြီးစီလက်အုပ်ချီကတယောက်စီလာစေပါတယ်ကာလာသားလေးများကသူ့ဘာရာဇာကြီးရှေ့ဒူးထောက်ထိုင်လိုက်ရာသူ့ဘာရာဇာကြီးကလက်ဖက်စွန်းစွန်းခွန်ကျွေးပါတယ်အားလုံးလက်ဖက်ကျွေးပြီးတဲ့အခါမှာနေရာမှာပြန်ထိုင်စေပြီးဂွန်ကြီးကဂွန်တယောက်ကိုသူ့ဘာရာဇာကြီးကယာကဝါလို့နေပါတယ်ထိုချိန်မှာရွာတွေကမင်းမပြိုလေးများကဝေကောင်းစားလာများဝေတနခါပန်းမများခြေသားပြီးတိုင်းပညာသင်ကြားမဲ့ညောင်မုတ်စိတ်ပင်ကြီးစီကိုလာနေကြပါတယ်မင်းမပြိုကလေးများကသူတို့ရဲ့မောင်ကြီးမောင်ငယ်ဒါမှမဟုတ်ချစ်သူကြီးစားများကိုတပြေကကလေးတွေပေးပြီးတိုင်းပညာကိုစူးစမ်းသင်ယူကြဖို့အားပေးကြပါတယ်အချိန်ကည7 နာရီလောက်ရှိပြီဖြစ်ရာသူ့ဘာရာဇာကြီးကမိန်းကလေးများကိုကြည့်ပြီးကဲသမီးတို့ပြန်ကြတော့နောင်ညာတွေကြမှာစောစောလာကြည့်ကြပေါ့အဘတို့အလုပ်စကြတော့မယ်ဒီခါမှာမိန်းကလေးများကကာလာသားတွေကိုခြေသားပဝါရှင်များခါမစီပေးပြီးပြန်သွားကြပါတယ်ကာလာသားများမှာကြောင်မြောင်ကြိုက်ပြီးခါမခြေသားပဝါများစီးထားရတကယ်တိုင်းပညာကြီးတွေလားစိတ်အားတက်ကြွလို့နေကြပါတယ်ညကနှစ်ဆပြူလာသလိုလာမင်းကလည်းနေနေမချထိန်ထိန်သားလို့နေပါတယ်သူ့ဘာရာဇာကြီးကသူ့တပည့်များကိုမြမတိုင်းပညာကျောင်းမိမိတို့တက်မြောက်တဲ့တိုင်းပညာကိုမိမိအသက်မိမိမိသားစုသက်ရွာရဲ့အန်ဒီရဲ့မိမိလူမျိုးမိမိယဉ်ကျေးမှုကိုထိပါလာမှသာအသုံးပြုဖို့တိုင်းပညာအားကိုနဲ့တပားသူကိုအနိုင်မကျင့်ဖို့စတဲ့တိုင်းသမားကောင်းတယောက်ရဲ့ကျင့်ဝတ်စည်းကမ်းသဘောတရားများကိုပြောကြားပြီးအားလုံးကိုတန်းစီကအခြေခံကစာပြီးစနစ်တကျသင်ကြားပေးနေပါတယ်အဲဒီချိန်မှာတိမ်အုပ်တယ်လို့ညောင်မုတ်စိတ်ပင်ကြီးတစ်ပတ်မောင်းသွားတာကြောင့်အားလုံးအံ့အားတသက်ဖြစ်သွားကြပါတယ်မိုးအုပ်တာလားလမ်းမုတ်ဖမ်းတာတင်နေဟာမဟုတ်ပါဘူးဒီချိန်မှာပဲညောင်မုတ်စိတ်ပင်ကြီးပေါ်ကနေမင်းမင်းအရာဝတ္ထုတစ်ခုကသူတို့နဲ့မလန့်မကန့်ကိုပြုတ်ကျလာပါတယ်ဟာတည့်ဆရာဘာကောင်းကြီးလဲအကြီးဟာညောင်မုတ်စိတ်ပင်ပေါ်ကကြာလာတဲ့အရာကလိုဝင်လိုအကောင်ကြီးပါလွန်စွာမှတောက်ခိုင်းပြီးတကောလုံးနဲ့ရောင်မွေချမ်းရှည်ကြီးတွေနဲ့ဖြစ်ပါတယ်မင်းမဲအကောင်ကြီးကအရက်9 ပေလောက်မြင်ပြီးမျက်လုံးများကကွန်သီစိန်လုံးလောက်ရှိကနေရဲနေပါတယ်အလွန်တောက်ခိုင်းတဲ့တရဝါကြီးကသူ့ဘာရာဇာကြီးကိုကြည့်ကလက်ပတ်မောက်တဖြောင်းဖြောင်းခတ်လိုက်ပါတော့တယ်အော်တင်ကငါနဲ့တပ်ပုတ်ချင်တာပေါ့ရပါတယ်စမ်းကြည့်ကြတာပေါ့ဒီခါမှာမင်းမဲတရဝါကြီးကခေါင်းငိမ့်ပြကလက်ပတ်မောက်ခတ်လို့နေပါတယ်ရွာသားများမှလွန်စွာမှထိတ်လက်နေကြရာသူ့ဘာရာဇာကြီးကမကြောက်ကြနဲ့သူ့ဘေးအောင်မှာတိုင်းပညာသင်လို့ကျုပ်တိုင်းပညာကိုတင်းကစမ်းတက်တာပါအသာကြည့်နေကြပါသူ့ဘာရာဇာကြီးကပြောပြီးတာနဲ့သူ့ရဲ့ဖြင်ချမ်းတိုက်ပုံကိုချွတ်ကဝတန်ကိုပေးလိုက်ပါတော့တယ်ကိုလူတင်းကစတိုက်ပါသူ့ဘာရာဇာကြီးကပြောလိုက်ရာမဲမဲတရဝါကြီးကသူ့ဘာရာဇာကြီးရှေ့ကိုလွှားကနေခုံလိုက်ပြီးသူ့ဘာရာဇာကြီးရဲ့ရင်ဘတ်ကိုစောင့်တွန်းလိုက်ပါတယ်သူ့ဘာရာဇာကြီးကမကောင်းဆိုးဝါးကောင်းကြီးရဲ့အရှင်ပြင်းတဲ့တွန်းချက်ကိုကြောက်တိုင်ကြီးလားကြံ့ကြံ့ခံလို့နေပါတယ်အဲဒီဆက်ထဲမှာပဲမကောင်းဆိုးဝါးကြီးကလက်နှစ်ဖက်ကိုစုံမြောက်ပြီးသူ့ဘာရာဇာကြီးကိုရိုက်ချလိုက်ပါတော့တယ်သူ့ဘာရာဇာကြီးကနောက်ကျွန်းပြစ်ကရှောင်လိုက်ပြီးမကောင်းဆိုးဝါးကြီးကိုမျက်နှာချင်းဆိုင်ရက်ကလက်ပိုက်လျက်ကြည့်နေပါတယ်မကောင်းဆိုးဝါးကြီးကသူ့ဘာရာဇာကြီးကိုခုံကခြေနှချောင်းနဲ့ဇုံကန်လိုက်တာပါသူ့ဘာရာဇာကြီးကမကောင်းဆိုးဝါးကြီးရဲ့ခြေထောက်ကိုဘယ်လက်နဲ့ပုတ်ချလိုက်ပြီးညာလက်သေးနဲ့မကောင်းဆိုးဝါးရဲ့မျက်နှာကိုပင်ထိုးလိုက်ရာဟန်ချက်ပြက်ပြီးမကောင်းဆိုးဝါးကြီးမြေပေါ်ဘိုင်းကနေလဲကျသွားပါတယ်တဆက်ထဲမကောင်းဆိုးဝါးကောင်ကထကုံကသူ့ဘာရာဇာကြီးကိုခေါင်းနဲ့ပြေးဆောင်လိုက်ပါတယ်သူ့ဘာရာဇာကြီးကကိုနဲ့ရှောင်ပြီးမကောင်းဆိုးဝါးကောင်ရဲ့ကြောကိုဘဲညာတောင်နဲ့ထောင်းလိုက်ရာမကောင်းဆိုးဝါးကြီးမြေပေါ်ဒူးထောက်ကျသွားပါတယ်သူ့ဘာရာဇာကြီးကလက်ပိုက်ကကြည့်နေစဉ်မကောင်းဆိုးဝါးကလင်မြန်းနဲ့ဟုံနဲ့သူ့ဘာရာဇာကြီးကိုချင်းပူကလေပင်ကိုညှစ်ပါတယ်နှောက်သားသူတပြန်ကိုတပြန်တပ်ပုတ်ရင်သူ့ဘာရာဇာကြီးကမကောင်းဆိုးဝါးကောင်ရဲ့ရင်ဘတ်ပေါ်ခွကမျက်နှာကိုလက်သီး3-4ချက်ပြစ်သွင်းလိုက်ပါတော့တယ်တင်ရှုံးပြီမလောက်ရှက်နေတော့ဒီလိုပြောပြီးတော့သူ့ဘာရာဇာကြီးကမကောင်းဆိုးဝါးကြီးကိုဘော်ကထားလိုက်ပါတယ်အထက်မှန်ထားတဲ့မကောင်းဆိုးဝါးကောင်ကဂုံထားပြီးတော့အလင်းငိုင်းသူ့ဘာရာဇာကြီးကိုလုံးထွေးတပ်ပုတ်ပြန်ရမကောင်းဆိုးဝါးကြီးမှာမြေပေါ်ပက်လက်ဖြစ်ပြီးသူ့ဘာရာဇာကြီးကမကောင်းဆိုးဝါးကောင်ရဲ့လေပင်ကိုညှစ်ထားတယ်လို့မကောင်းဆိုးဝါးကလည်းသူ့ဘာရာဇာကြီးရဲ့လေပင်ကိုမလွတ်စတမ်းလက်ညှစ်ထားပါတယ်အတန်းကြတော့မကောင်းဆိုးဝါးကြီးပျောက်ကွယ်သွားပါတယ်သူ့ဘာရာဇာကြီးကနေရာမှာထားကသူ့လက်ထဲကအရာကိုဖြန့်ကြည့်လိုက်ပြီးအတော်ဆိုးတယ်ကောင်တည်သွားပြီလာကလည်းပုံမှန်ပြန်ပြီးလင်းလာပါတယ်သူ့ဘာရာဇာကြီးလက်ထဲကအရာကကင်းလိတ်လျှော့အသေးကောင်မလူလေးဝတ်တန်းရော့မိခင်စမ်းတရေသားမိခင်စားကြမယ်ဟိဟုတ်ပါဝတ်တန်းကသူ့ဘာရာဇာကြီးလက်ထဲကကင်းလိတ်လျှော့ကိုယူကတနေရာမှာကောက်ရိုးများပုံကမိဖုတ်လို့နေပါတယ်ဟာ
တရဲသားမွေးနေတာပဲဗျာဝတန်ကပြောလိုက်ရရွာသားများမှာအတင်းဝိုင်းအောင်ကတရဲကြီးကနေကင်းလေးလျှောဖြစ်သွားတဲ့ကင်းလေးလျှောမီးဖုတ်ကိုဝိုင်းအောင်ကြည့်နေကြပါတယ်လူလေးကြံ့ရင်ယူလာခဲ့ဟဲ့အကြမ်းရည်ပူပူနဲ့မြည်ရအောင်သူမရစာကြီးစကားကြောင့်တကြီးနဲ့ရွာကဖိုးကြီးတွေတွန်သွားကြပါတယ်တကြီးရာခမရတို့မစားရင်နေပါကျုပ်ကအတွင်းမကြွေးပါဘူးဒါပေမဲ့ကျုပ်တပည့်တွေကတော့နည်းနည်းစီစားကြရမယ်ဒီကမှာဝတန်ကကင်းလေးလျှောမီးဖုတ်ကိုယူလာပြီးသူမရစာကြီးကိုပေးပါတယ်သူမရစာကြီးကကင်းလေးလျှောမီးဖုတ်ကိုတစ်ဖက်ဖက်ယူကစားလိုက်ပါတော့တယ်လာကြဟိတယောက်စီကာလာသားများကတန်းစီပြီးရောက်လာရာသူမရစာကြီးနှီးတပြားစားစီဖယ်ပြီးပေးရာအားလုံးကစားလိုက်ကြပါတယ်ဟာမွေပြီးစိတ်နေတာပဲဆရာကြီးဟာကာလာသားတယောက်ကပြောလိုက်ရာသူမရစာကြီးသဘောကျသွားပါတယ်မောင်တို့ကိုတစေတကောင်တွေကမြင်တာနဲ့ပြေးကြတော့မှမြင်သေးတယ်ဒီခါမှတကြီးကမရေတရေကင်းလေးရှောမိဖုတ်ကိုဖယ်ပြီးတော့ကျုပ်ကတကြီးမစားဘဲနေရင်တရေဘောကြောင်ကကြပါမယ်ဒီလိုပြောပြီးတော့တစ်ဖက်ဖက်ကစားပါတယ်အလိုလေးဟုတ်ပါတဲလက်ရတာရှိတကောဗျာအဲ့ဒီညကအားလုံးတရေသားနည်းနည်းစီစားပြစ်ကြပါတယ်ညတကောင်ရံကြားမှာတိုင်းပညာသင်ကြားခြင်းကိုရန်နာလိုက်ကြပါတယ်မနေ့ပြန်လာပြေကျော်တရက်နေ့ညနေထမင်းစောစောစားပြီးဒီစုရမှာစောင့်ကြပါကဲတကြီးကျုပ်တို့သားဖားတော့ခနေ့ညဒီမှာပဲအိပ်မယ်ခံများတို့လည်းပြန်အိပ်ကြပြီတော့တကြီးနဲ့အားလုံးပြန်သွားပြီမဲ့ဒုက္ခနဲ့ပညာကတော့သူမရာစာကြီးတို့သားဖားနဲ့တူနေခဲ့ကြပါတယ်တကူလာပညာကတောင်းလေးတွေသွေးနဲ့လာကထိန်ထိန်သားပြီးဒေါစမေပန်းရနံများတင်းကတကယ်ကိုစွတ်ပြန့်ကြည်နူးစရာအတီးပါဒီချိန်ဗိုက်ကြီးမတောင်ဆိုတာကဝေးကနေကျင်ဗိုက်ကြီးတဲ့မိမတယောက်လဲလျောင်းအိတ်ဆက်တဲ့ပုံနဲ့တူတာကြောင့်ဗိုက်ကြီးမတောင်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဗိုက်ကြီးမတောင်အောက်ရှိုးတစ်ခုရဲ့ဒီမှာဘက်မှာတော့ဓမြဘုံမိုးမောင်တို့စကန်ရှိနေပါတယ်အပွဲနှွှဲလာခဲ့တာတစ်စိမ်တိုင်းတင်းချန်ကသူ့ဘာရာစာနဲ့ကြမှာဟာမိုးမောင်တယောက်မကြင်မချမ်းဖြစ်လို့နေပါတယ်ပြီးခဲ့တဲ့ရက်ကတစ်စိမ်မြိုင်ကိုခေါင်းတလအတွက်ဝင်းစီးရမှာမရှိမလားခံလာကြရလို့မကြင်မချမ်းဖြစ်လို့နေတာပါကြောက်အိုးဗျားဆရာကြီးမိုးမောင်ကမရင်နိုင်မယ်တောက်တစ်ခေါက်ဖြစ်နေရကကြောက်အိုးကိုခေါ်လိုက်တာပါလာကွယ်နေတစ်စိမ်မြိုင်ကိုအလုံးရင်နဲ့သွားကြမယ်ရွာကုန်မီးတိုက်ပြင်မယ်ဟိုသူ့ဘာရာစာကြီးကိုအရှင်ရအသေးရမလွတ်စေနဲ့စိတ်ချပါဆရာကြီးမိုးမောင်ကနေရာမှာထားကလူလာခောက်တော့ရှောင်းရင်ခေါင်းတလာကကျင်းသေးတစ်စိမ်မြန်ရွာကတွိုက်မှာပဲရှိတယ်ဒီတစ်ခါမြေလံပြီးရှာကြရမယ်ကျောက်ကတမကိုချကမဝင်မရဲနဲ့ဟိုဆရာကြီးတခုသိပြစီသူ့ဘာရာစာကြီးကဘယ်ရက်ကနေတစ်စိမ်မြန်ကိုရောက်လာတာလဲမိုးမောင်ကမဲပြုံးပြောလိုက်ပြီးယုံထောင်ကြောင်မိပေါ့ကွာအဲ့ဒီသူ့ဘာရာစာကြီးကငါလေလာထားတဲ့လောက်ဆိုရင်ရောနယ်ကပညာသည်ကြီးကွာသူကအင်းဝပွဲကျောင်းတကျောင်းကမြမနန်းတွင်တိုင်းပညာကျမ်းကိုရထားသလိုတရင်ကြီးနေတဲ့ဘောရနာပရပိုက်ကလည်းဒင်းစီမှာရှိနေတယ်ထင်တာပဲဒါကြောင့်ဒီဖိုးကြီးကစွမ်းထက်နေတာဒီဖိုးကြီးကိုအရှင်ဖမ်းလို့ရရင်ဖြစ်ညင်မှန်နှိပ်စက်ပြီးမေးရင်ခေါင်းတလာရောတိုင်းကျမ်းနဲ့ဘောရနာပရပိုက်ပါရပါတစ်ချက်ခုံနှစ်ချက်ပြက်ဒီတချီတော့မီးကုံရန်ကုန်ထုတ်တော့ရမှာပဲမိုးမောင်ကစကားကိုဖြတ်ကထရင်နေကျော်ခါကိုမော့လိုက်ပြီးရှုံမနေတဲ့မျက်နှာနဲ့ကြောက်ကိုကြည့်ကဒီလူကြီးကလူစုံကြီးကွာအရင်ကရောနေမှနေတယ်အင်းနောက်လက်ပတာဘက်မှာအိမ်တောင်ကြာသေးတယ်လို့အင်္ဂလိပ်တွေခြေချင်းလိန်နေတဲ့ကြားကအင်းဝမျိုးဟောင်းကတခိုးကြီးငတက်ပြဖျားနာကကူတဲ့ကတိုင်ကြံကိုအချောင်ရလာတာမိုးမောင်ရဲ့စကားကြောင့်ကြောက်ကစိတ်ဝင်စားသွားပြီသူကအင်းဝတိုင်ကြံကိုဖောက်ထွင်းခဲ့တာပေါ့ဟုတ်လားဆရာကြီးမိုးမောင်ကဆေးမြလိုက်ကိုမင်းကြီးဖွာရှိုက်လိုက်ပြီးဘယ်ကလားအချောင်ရလိုက်တာမဲနုအုပ်ကျောင်းသားမှာတခိုးကြီးငတက်ပြဖျားရှိတယ်အဲ့ဒီဖျားနာကဂူတလုံးကမသိရင်လူသေးမြုပ်တဲ့ဂူလို့ထင်ကြတာမဟုတ်ဘူးကွာမိဖုရားနမ်းမတော်မဲနုတကိုးထွားချိန်မှာပွဲကြောင်ကိုတော်တစ်ပါးကနန်းတွင်ကရဲမတ်တွေကိုအစင်းမြင့်တိုင်းပညာသင်ပေးခဲ့တယ်အေးနောက်မဲနုတို့မင်းသားကြီးမောင်အိုတို့ရေးနေပြီးအကွက်မြတ်ခံရတော့
ပွဲကြောင်ကရှင်ရောင်တိုင်းဆရာကဂူလှုပ်ပြီးတိုင်းချမ်းကိုမြုပ်နှံခဲ့တာကာလအတော်ကြာဒီကူကဘသူကိုမြုပ်တဲ့ဂူလို့သိသူမရှိကြဘူးငလင်လောက်ရာကဂူကအကွဲပြိုကျတဲ့အခါအဲ့ဒီမှာရှိနေတဲ့တာစိန်ကြီးဆိုတဲ့လူကဂူထဲကတိုင်းချမ်းကိုတွေ့တာအောက်ပြည်ကိုဆုံပြီးသူ့ဘာရာဇာဟန်ဆောင်တင်ကြိုင်တကားမှာနေပြီးကြိတ်လေးကျင်နေတာနောက်တစ်ခုကဒီလူကြီးကဘောရဏပရပိုက်ကိုသွားယူတဲ့ထဲမှာလေးပါတယ်ဒါကြောင့်သူ့စီမှာဘောရဏပရပိုက်ပါရှိနေမယ်လို့ပြောတာမုံမောင်ကပြောရင်မျက်လုံးများကအယောင်တစ်ပြက်ပြက်တောက်လို့နေပါလေဈေးပြင်းလေးကိုမီးရဲကနေဖွာပြီးတော့ငါတို့လူတွေအားမွေးခိုက်ထားလာမယ့်လကွယ်နေ့မှာသစ်စိမ်မြိုင်ကိုပြချပြီးသူ့ဘာရာဇာကိုအရဖမ်းရမယ်ဟုတ်ကဲ့ဆရာကြီးဒီတချီတော့စွမ်းကုန်စူးစမ်းပါမယ်မုံမောင်ကဘာစကားမှမပြောတော့ပဲမြေပြူတွေရတိုင်းနေတဲ့ပေါင်လောင်တောင်တန်းကြီးကိုငေးလို့နေပါလေတကယ်များဘောကနေရီစံများကတဖြောက်ဖြောက်ကြားဆင်းလို့နေကြသလိုတများဘုံမိုးမောင်ရဲ့စိတ်ထဲမှာလဲသစ်စိမ်မြိုင်နဲ့သူ့ဘာရာဇာကြီးကိုအမုတ်ချေကခေါင်းတလားကြီးနဲ့ရတနာများကိုပုံဖော်ပြီးအတွေးကတဖြက်ဖြက်ရှိလို့နေပါတယ်ဘောလုံးရာမမန်မီတောင်တွေကတတုံတုံတိုက်ခတ်နေတာကြောင့်ညောင်မုတ်စိတ်ပင်ကြီးထက်ကတရွက်လေးတိုးတန်ကတရှိရှိတရှဲရှဲမြည်လို့နေသလိုတောပန်းတောင်ပန်းတို့ရင်နှံကစိတ်ကိုကြည်နူးလန်းဆန်းစေပါတယ်မောင်တို့အိတ်ကြလေဒီညအိတ်ချင်စိတ်ကိုမရှိပါဘူးဆရာကြီးရဲ့ကျွန်တော်တို့ကဆရာကြီးစီကတိုင်းပညာသင်ခွင့်ရလို့ပျော်နေကြတာဗညာကပြောလိုက်ရဒုက္ခကလည်းဟုတ်ပါတယ်ဆရာကြီးစောနာဆရာကြီးနဲ့တစေကြီးတပ်ပုတ်ကြတာကိုစိတ်ဝင်စားနေတာဒီခါမှာသူ့ဘာရစာကြီးကအကျန်းကြီးကိုတစ်ချက်မော့လိုက်ပါတော့တယ်ပရလောကသားကတိုင်းသမားတော့ဟုတ်ဟန်မတူပါဘူးနဗန်းသမားတေပြီးတစေဖြစ်နေတာထင်ပါရဲ့ဆရာကြီးကျွန်တော်မရှင်းတာဟာတစေကြီးကတေသွားတာကင်းလိတ်လျှော်ဖြစ်နေတာကိုနားမလည်ဘူးဖြစ်နေတာပညာကမေးလိုက်ရသူ့ဘာရစာကြီးကကောင်းညစ်ကဒီလိုကွပရလောကသားတွေဟာအလုံးကုန်မှဖုံးကန်နေကြသူလေသူတို့ရဲ့ဆက်စုပ်ပွဲရုပ်စင်းခန္ဓာကိုယ်ကဖုံးကန်ကြည့်တဲ့လူတွေပတ်ဝန်းကျင်မှာပဂရိအတိုင်းမတည်နိုင်ကြဘူးဒါကြောင့်ဘိုဟတ်တို့အိမ်နောင်တို့ကင်းလိန်လျှောတို့ခွေးတို့တွင်နဲ့ရုပ်ကျွင်းတွေဖြစ်ပြီးကြံကြရတာကလားတို့ချိန်မှာမတန်ကလဲနေရမှထားလိုက်ပြီးအဖအခုချိန်ကအဖမှာတပည့်တွေအများကြီးဖြစ်လာပြီခေါင်းတလားချောင်းပြောပြဖို့အချိန်ကြပြီလေသူမရစာကြီးကတဟာရီမောလိုက်ပါတယ်ဟုတ်ပါလူလေးရာအဘပြောပြတင်ပြီကဲ3ယောက်လုံးတေးသေးချာချာနားထောင်ကြပြီတော့သူမရစာကြီးကဒီလိုအစချီကဘင်းအောင်မင်းတရားကြီးနေရဆန်ပြီးတဲ့နောက်မှာတားတော်နန္ဒဘရင်ဟာရိုးရာကိုစစ်ချီခဲ့တယ်ဇင်းမဲမင်းရဲ့တားတော်ဘောလောရာမမင်းသားလေးကတက်တော်16နှစ်သားရှိသေးတာပါဘောလောရာမနန္ဒဘရင်နဲ့ပူးပေါင်းပြီးရိုးရာပြည်ကိုပါဝင်တိုက်ခတ်ခဲ့တယ်တခုသောနေ့မှာဘောလောရာမမင်းသားလေးတို့တက်ကြီးဆောင်းချမ်းရွာကြီးမှာစခန်းချရန်နာခဲ့တယ်ကံကြမ္မာလေပြောင်းကမထင်မှတ်စရာပါပဲမင်းနံမုံဆိုတဲ့မင်းကလေးငယ်ကမင်းသားဘောလောရာမကိုရေးကြည့်တော့ဆက်ရောက်လာတယ်။နောင်တော်တို့မိမုံကိုကိုတော်မြင်မြင်ချင်းချစ်မြတ်လို့တော်မူတယ်။တခါတည်းခေါ်ဆောင်သွားခြင်းတယ်။ဘောလောကမင်းနံမုံကိုမမြင်ရရင်မနေနိုင်လောက်အောင်တမတ်ဆွဲလန်းလေတော့တမူကြီးများကအမျိုးဆက်နှိပ်တဲ့ဇုံမာကြီးမေလောရာစီရဲ့တမိမို့မတင်တဲ့အကြောင်းတားကြပေမဲ့ဘောလောဟာမင်းနံမုံကိုချစ်တဲ့စိတ်နဲ့မင်းနံမုံရဲ့အိတ်ခမ်းကိုတွားရောက်အိတ်ဆက်ခဲ့တယ်။ဆောင်ချမ်းရွာကတက်တော်ကြီးထွက်ခွာတော့မင်းသားလေးကမင်းနံမုံကိုလိုက်လံရှာဖွေခဲ့ပြီမဲ့တရားလုံးဘလို့မှရှာမရဘူးဒီလိုနဲ့ဘောလောဟာစိတ်လက်မတက်မသားနဲ့ထွက်ခွာလာရာတေပင်နေထူတဲ့တောအုပ်ကလေးမှာစခန်းချကြပါတယ်မောင်တော်ကြီးဘောလောနှုတ်ထွက်ဖြစ်နေချိန်မှာမင်းနံမုံရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ဆောင်းသားကိုဆွဲပြီးပြေးထွက်ခဲ့ရမှာမင်းနံမုံကိုတေပင်တပင်အောင်မှတွေ့ရပါတယ်အမတော်မောင်တော်နာလိုက်လာတာလားဟုတ်တယ်လီမောင်တော်မင်းသားလေးကဝမ်းသာအားရချစ်သူမီနာမုံကိုထွေးဖက်ထားလိုက်ပါတယ်ဒီအချိန်မှာကောင်းကင်ကနေလရာကြီးတစ်ကောင်ထိုးဆင်းလာပြီးမင်းသားလေးကိုတိုက်ခိုက်ပါလေရောမင်းသားလေးကလက်သုံးတော်သားနဲ့ကာကွယ်ပေးပေမဲ့စင်မောက်တစ်ကောင်လောက်ရှိတဲ့လရာကြီးကိုနိုင်အောင်မတိုက်နိုင်ပဲလရာကြီးလက်ချက်နဲ့ကန်ကုံသွားရရှာပါလေရဲမတ်တွေဝိုင်းဝန်းတိုက်ခိုက်ကြလို့
လရာကြီးကကောင်းကင်ကိုပြန်တက်ပြီးထွက်ပြေးသွားပါတယ်မိနန်းမုံကိုတော့မတွေ့ရတော့ပါဘူးအားလုံးကစိတ်ထိခိုက်ကြပြီးမင်းသားဘောလိုရာမရဲ့ရုပ်ကလပ်ကိုဈေးစီရင်ပြီးဇင်းမဲကိုတက်နဲ့ပြန်ပို့ခဲ့ပါတယ်ဇင်းမဲပြင်းကလည်းတားတော်ကိုချင်းမြတ်နိုးလာတာကြောင့်ဗမာနဲ့မုံများဈေးစီရင်ထားတဲ့ရုပ်လောင်းကိုရွှေစင်တီးပြီးတယ်မကိုက်တရက်ဖူးနဲ့ချက်ဝက်ကိုလှုပ်ပြီးအလောင်းမှာဆွတ်ထားခဲ့တယ်တရက်ဖူးနဲ့ချက်ဝက်မှာကြောင်လုံးပေါင်း300ကျော်ကိုလည်းစီမြုပ်ထားပါတယ်မင်းသားလေးရဲ့ရွှေချေချင်းမင်းသားလေးပွဲတော်တဲတဲ့ရွှေကွက်ထဲကပလဲပြည့်ထည့်ပြီးရင်းတိုက်သားခေါင်းတလားတဲ့ထည့်ပြီးနန်းဆောင်မှာထားခဲ့တယ်တခုသောညဈေးမဲ့ပြီးရင်စက်တော်ခွန်လေးစင်ထူးဆန်းတဲ့အိမ်မက်ကိုမြင်မှတ်ပါတယ်မင်းသားလေးဘောလောကမျက်နှာမသားမယာနဲ့ဘရင်ကြီးရှေ့ကိုဝင်ရောက်ကခမဲတော်တားတော်မှားခဲ့ပါတယ်အခုဖြစ်ရတာရိုးရဘရင်ရဲ့ဘတ်တော်သူဆောင်ချမ်းရွာကစုံမကြီးမယ်လောရာစီကမကောင်းတဲ့စီရင်ပြုတ်ပြီးတမီးနဲ့များကအကောက်ကြံခဲ့တာပါအခုတားတော်ရဲ့ဝိညာဉ်ကိုမယ်လောစီကငွေအိုးထဲထည့်လောင်ထားပါတယ်တားတော်ရဲ့ဝိညာဉ်ဟာငွေအိုးထဲမှာရှိပါတယ်တားတော်ဝိညာဉ်ကိုပြန်ခဲ့ပါခမဲတော်ငွေအိုးကိုလည်းမဖွင့်မဲခေါင်းတလားထဲမှာထားပါဇင်းမဲနဲ့ဟန်တာဝရီရဲ့ရန်သူတွေကိုတားတော်စနေနာပြီးပြန်လျှောက်ထားပါမယ်ဇင်းမဲပြန်လဲဆောင်ချမ်းကိုသွားပြီးမယ်လောစီနဲ့တမီးဖြစ်သူကိုတပ်ပြီးငွေအိုးကလေးကိုယူကာရင်းလိုက်သားခေါင်းတလားထဲမှာထားပါတယ်အဲသူကရစာကြီးကစကားကိုခိတ္တရက်ကဒီခေါင်းတလားကယိုရီးယားကနေကမ္ဘောဒီးယားအဲဒီကမှတရုတ်အနောက်တိဘက်နောက်တစ်ခါဗီယက်နမ်ကနေဘန်ကောက်ပြတိုက်အခုဘန်ကောက်ပြတိုက်ကနေပျောက်ဆုံးသွားခဲ့တာပဲသူကရစာကြီးကတစ်စိမ့်မြိုင်တင်းချမ်းကိုရှမ်းကြီးနေအောင်တည်ယူလာပြီးမြောက်ကူမှာမြုံနှံထားပုံကိုခြံကပြောပြလိုက်ပါတယ်အမှန်ကရှမ်းကြီးတွေကလည်းသူ့ဘရာဇာကြီးကိုပြောထားတာမဟုတ်ပါဘူးဒါပေမဲ့သူ့ဘရာဇာကြီးကကွင်းဆက်ကိုလိုက်ပြီးတစ်စိမ့်မြိုင်တင်းချိုင်းကရန်လိုက်သားခေါင်းတလားကဇင်းမဲမင်းသားလေးရဲ့ခေါင်းတလားဆိုတာသိနေတာပါဒါကြောင့်ဓမြတွေကအသေးတန်လိုက်နေကြတာပေါ့နော်ဗျဟုတ်တာပေါ့မောင်တုခရာကဲလင်းချက်တောင်တုံကြပေါ့ဓမေတရေလောက်အိတ်ကြဆိုကွယ်ဟုတ်ကဲ့ဆရာကြီးဒုက္ခဗညာနဲ့ဝတန်တို့မှာဇင်းမဲမင်းသားရဲ့အကြောင်းကိုတွေးကအတော်နဲ့အိမ်မပြောပဲရှိကြပါတော့တယ်ဟုတ်ကဲ့ပါရှေ့ပိုင်းများမှာခေါင်းတလားကြီးနဲ့ပတ်သက်ပြီးဒေထရေမိုဂမ်မီယပရစွန်စားကမ်းများကိုစောင့်မျှော်အပ်ပြီးနားဆင်ကြပါအောင်ခင်ဗျာဟုတ်ကဲ့ပြည်သူများခင်ဗျာခုနားဆင်ကြရတာတော့ဘုံစုံမအုတ်သားရဲ့ဇလံကောင်းလေးဖြစ်ပါတယ်ဆက်လက်ပြီးတော့လေကျွန်တော်တို့ရဲ့ channel လေးကနေစေဝင်စားပွဲကောင်းလာတဲ့သူ့ဘာယာစာတာစင်ရဲ့ဂမ်မီယဆန်တဲ့ဇလံများကိုဖော်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အချိန်ပေးပြီးတော့နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့လူပြိုကြီးပါ